Gaming so oh very good ကြီးနော်ဒီနေ့မှာကျွန်တော်မြန်မာဖူစပွဲတော့အဘိကဖြစ်ပါတယ်ဟဲ့မော်တော်ဘီကကပတ်sorry ကျွန်တော်တို့လမ်းလျှောက်လာမိတ်ပါအဲ့မှာခင်ဗျားတို့ဘယ်မှာကန်တာလဲမေးနေတဲ့ကွင်းကြီးပေါ့နော်ဒါသူဝနကွင်းပေါ့နော်ဖူဆယ်ကွင်းပေါ့နော်ချစ်သူလေးမပါပဲဟိုကောင်လဲဆိုတော့တော်တော်ဖင်းငုတ်တယ်ပဲကြည့်ရတယ်ဒါကတော့မြန်မာအတင်းအင်ကြီးရောင်းနေရပေါ့နော်4000လား5000လားတော့မသိဘူးဗျဒါကတော့လက်မှတ်ဝင်ကြီးရတယောက်ကို3000မှာဒါတော့ရောက်ပြီပေါ့နော်ကွင်းထဲကိုကျွန်တော်ဒါတော့ကျွန်တော်ချစ်တော်မြန်မာကစားသမားတွေဝင်လာပြီပေါ့နော်ကွင်းထဲကိုပြီးတော့မြို့ချစ်စိတ်အပြည့်နဲ့ကျွန်တော်မြန်မာနိုင်ငံတော်သရှင်ဆိုတယ်ပေါ့နော်မကန်ခင်ဒါမူတီပါတစ်ဖက်တင်းကမော်ဒိုက်ဆိုတော့ကျွန်တော်တို့ကတိုက်ချက်ရှိရတော့တိုက်ရမှာပဲတောက်တော့မတောက်တော့သူ့အပိုင်းပေါ့နော်ကိုလာလေးနဲ့ရောတိုက်ရင်တော့တောက်ရင်လည်းတောက်မှာပေါ့အဲ့မှာပထမဆုံးချိန်ကျွန်တော်တို့ဂိုးပေါက်ချင်းချောင်းမှုစတင်ရရှိတာပေါ့နော်အဲ့ဒီမှာဒလဇက်တိုင်းနေနဲ့ကိုဘယ်လေးကဆပ်ပလင်းနဲ့ဆောစီတစ်လုံးကြိတ်လိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်1စီးဖြစ်သွားတယ်ပေါ့နော်အဲ့မှာဟိုဘက်တင်းမှာပါလာနံပါတ်9ဂျိုသားပေါ့နော်သူတော်ထိတ်ရခတ်ပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာတင်းကနောက်ဒရဲထပ်တိုက်တယ်ပေါ့နော်ဒရဲပြီးဒရဲတိုက်တယ်ပေါ့အဲ့မှာကျွန်တော်ဗာမြင်မိလဲဆိုတော့ဒါကျွန်တော်မြန်မာအသင်းရဲ့ကစားကွက်တစ်ခုပေါ့နော်ဇွဲတဲ့လူထည့်ပေးတယ်နောက်ကလူကလိုက်ကန်တယ်ပေါ့နော်အဲ့ကစားကွက်လေးသုံးတာတော်တော်ထိရောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နောက်ထပ်တလေးလေးသုံးလာတဲ့အခြေအနေမှာတော့ဟိုဘက်ကစာနဲ့တက်သွားတယ်ပေါ့နော်ကြောင်းနေလိုက်တယ်ထင်ပါတယ်အဲ့မှာကောင်တာတွေပါနည်းနည်းပြန်မိရဗျာနံပါတ်9ကတော့ဘောလုံးကြည့်အောင်တော့ညညောချက်ကန်ကောင်းတယ်ဗျာကျွန်တော်မိုင်းစမစ်ထွေးလေးကာကွယ်သွားလို့နော်အဲ့ဒီလိုနဲ့ပဲရှုပ်ရှက်ခတ်နေတဲ့အခြေအနေမှာမင်းခန့်သူကြိတ်ထဲလိုက်တာကောင်းလိုက်တဲ့လူငယ်ကစားသမားလေးဗျာကျွန်တော်အဲ့မှာ2စီးဆိုတဲ့အခြေအနေမှာဗျာ LED ဘုံလေးတော့မပူသေးဘူးအဲ့မှာထပ်ပြီးတော့ကောင်တာမိပြီးတော့မှဂိုးသွားတယ်ဗျာမော်ဒိုက်ကအဲ့မှာအခြေအနေဘယ်လိုလဲတော့မမေးနဲ့အခြေအနေကတော့တရေပဲဆိုပြီးတော့အဲ့မှာထပ်ကြိတ်သွားတာဗျာအဲ့နံပါတ်9ပဲတော်တော်ကောင်းပါတယ်အဲ့မှာတူးဖြစ်သွားတယ်ဗျာဇာကွက်ပိုင်းနေမှာဒါကျွန်တော်မြန်မာတာတယ်ဆိုပေမဲ့မော်ဒိုက်ကတူးချင်းပိုင်းနေphysical ပိုင်းနေမှာတော့ကျွန်တော်မြန်မာနဲ့တူးတန်ကိုကန်နိုင်ပါတယ်အဲ့မှာပြောရဲဆိုရင်လည်းပဲငိမ့်မင်းဆိုကောင်းချက်ကမျက်တောင်တူတောင်ကျွတ်တယ်ဗျာတော့နော်ပထမပိုင်းမှာ3-2နဲ့ကိုတော်တော်ကြည့်လို့ကောင်းပါတယ်ကောင်းလိုက်တာနော်ဘစင်ကြီးကအဲ့လုံးလေးဆိုမကိုးလို့ကိုင်းတော့4-2ပေါ့နော်နောက်ထပ်ဒါထက်လဲ3နဲ့ဆက်ပြီးတစ်ခုပေါ့နော်အဲ့ဟာလည်းဒီနေ့မှာတော်တော်ထိရောက်ပါတယ်ဟိုဘက်တင်းကတော့ဒီနေ့ defense ပိတ်ဆော့ပြီဒီနံပါတ်9ကတော့တော်တော်ချင်းချောင်းနိုင်တယ်ဗျကျွန်တော်မြန်မာကိုငိမ့်မင်းဆိုကတော့ဒီနေ့ပထမပိုင်းမှာကျွန်တော် man of the match ဘေးလို့ရပြီဗျဒုတိယပိုင်းမှာကန်မဲနေတော့အဲ့မှာပထမပိုင်းပြီးကန်ဒီမှာတော့ကိုအောင်လေးကတော့လှပဘတ်ချပြီးတော့4-2ဆိုတဲ့ရလက်ကိုဖော်ဆောင်ပေးခဲ့တယ်ပေါ့နော်အဲ့မှာပဲပြောနေတော့ရှိသေးတယ်4-2နဲ့အားမရလို့ကိုပဲလေးကအပြောက်ကန်သွင်းသွားပါတယ်5-2ဖြစ်သွားပါတယ်လက်လန်ပါတယ်ပါဝါကြီးတွေကတော့အဲ့မှာကျွန်တော်တို့နံပါတ်9ဒဏ်ရောက်သွားတယ်ပေါ့နော်စိတ်မကောင်းပါဘူးဒါတော့တချို့ sub play မှာလည်းဒါ mindset တွေတက်တီးတယ်ပေါ့နော်ဂိုးသမားဆိုတော့6ပါရရမယ်ဆိုတာဒါမျိုးပါဒါကတော့ဒုတိယပိုင်းရောက်သွားပြီပေါ့နော်ဒုတိယပိုင်းရောက်မှလည်းမြန်မာဆက်တိုက်နေတော့မယ်ဗျနော်ဟိုဘက်ကလည်းညင်းနေတော့မယ်အဲ့အချိန်မှာကိုရွာသားကြီးလှပပောက်ကန်ထည့်သွားပါရဲ့နော်ဒုတိယပိုင်းမှာလည်းကျွန်တော်မြန်မာချင်း6တာကြီးစီထည့်တာကြီးတော့ဆက်တိုက်လောက်တာပေါ့နော်ဟိုဘက်ကဂိုးသမားလည်းကောင်းတယ်ဗျကျွန်တော်ပါဝပလီမှာဆိုလဲဒါကျွန်တော်မြင်တာပြောရမယ်ဆိုလို့ရှိရင်ဒီဇွဲထဲမှာကိုပဲလေးကနေပြီးတော့ပတ်စင်တွေထည့်တာပဲကောင်းလိုက်တာနော်ခေါင်းတိုက်သွားတာမကိုးလို့ဗျာကိုင်းတော်တော်လှမှာအဲ့လိုပဲကိုပဲလေးကကြောကိုပဲလေးပတ်စင်တွေကလည်းညက်တယ်ဗျာပေါင်ကြားတွေတဲ့ရပဲနော်ဒါတော့ဂျပန်လားကိုရီးယားလားဒီဒိုင်လူကြီးမလေးဗျာချစ်စရာလေးပါပါဝါပလီကတော့ထင်တော့အရင်တော့အလုံးမဖြစ်ဘူးပေါ့ဒါပေမဲ့ပါဝါပလီကလည်းဂိုးရသွားပါတယ်ဒီဂိုးဆိုတာကိုလွင်ကနေတဆင့်ဒါကိုအောင်လေးပေါ့နော်ဂိုးသွင်းသွားပါတယ်7-1ပါဒါကတော့နောက်ဆုံးမိနစ်တည်းရောက်မှာတော့ဒါဟိုဘက်ကမော်ဒိုက်ကပြန်သွင်းသွားတဲ့ဂိုးပေါ့နော်ဒါ7-3နဲ့ပြီးသွားပါတယ်အားလုံးကျေးဇူး